စီစဉ်နေတဲ့ပြည်ပညာအားလုံးမင်္ဂလာညနေပါဒီနေ့ကတော့အားလုံးသိတဲ့အတိုင်းထူးခြားတဲ့နေ့လေးတစ်နေ့ပါဒီနေ့ကဆိုရင်လူကတော့ပတ်မှန်ခါကြိုးဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့ပြီးလို့လက်ချက်ရောက်ပြီဆိုရင်ကျွန်တော်တို့ကအဆွေရာစုကြီးနှုတ်ဆက်ခဲ့ရမှာဖြစ်ပါတယ်လက်ချက်ဆိုရင်ရာစုနဲ့အတွေ့ဖြစ်တဲ့နှုတ်ဆက်တဲ့ရာစုကိုကျွန်တော်ရောက်ပြီဆိုလို့လည်းရာစုကတော့ဒီစီကွာဖတ်တယ်လားမယ်ဒီအရေးတိုင်းတွေမျိုးလေးကိုတိုင်းရလက်ထီယာမျိုးလေးခင်ခင်နာဆင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ချစ်သူနာဆင်ဖို့တောင်းဆိုထားတဲ့အခြေအနေတခုရှိပါတယ်ဒါပေမဲ့ဒီတစ်ချင်းနဲ့ကြောက်ကြတယ်ကိုတိုင်းရဲ့လက်ထီယာမျိုးလေးsorry ပါဒါကျွန်တော်စောင်းလင်းထားတယ်မဟုတ်လို့ရပါတယ်ဗျဟုတ်ကျေးဇူးပါဗျာ哇，အခုမှပစိုးတစ်ထည်ရောက်ရှိတယ်။အင်းရောမရှိဘူး။အပန်းလည်းထည်ရောက်ရှိတယ်။နည်းတော့ရှိမှာလေ။ယူလားကျန်နေဆိုတော့မသိဘူး။ဒါပြန်တိုက်ရအောင်မယ်။ရတယ်။အခုတော့ကိုရတယ်။ဟုတ်။ရှိတယ်တော့လိုက်နော်။ဟုတ်ကဲ့ပြော။ကျေးဇူးပါဒါနဲ့မြို့ရတဲ့တင်တယ်နော်ကြာဟုတ်ကဲ့ကိုကြီးဘယ်လိုသိရလဲဒီလိုပဲမင်းတို့မြို့ရတယ်ညာတနေ့ထူးဆန်းပါမယ်ဗျဟုတ်မဟုတ်ဟိုပြောမှာမဟုတ်ပါလောင်လာမဟုတ်မြို့ကတုံးတဲ့နယ်သားရဲ့ဆိုတော့ကိုဒီဘက်မှာအနေတမျိုးဖြစ်တာပေါ့အဲ့လိုတော့နေတယ်ဘယ်လိုချောင်းတော့မလို့ဘေးဟိုတော့ကိုကြီးရပါပဲကျေးဇူးပါဟုတ်အခုနာမည်ဇေယျမင်းပါဇေယျလို့ဟုတ်ကျော်တော့ချိန်ပါနာမည်ကခစ်ဆန်တယ်ဟုတ်ပါတော့ဒီဆိုင်ကကိုကြီးဆိုင်လားကိုဆိုင်တော့မဟုတ်အခုမေကိုဆိုင်သူနဲ့သူ့မမကြီးဖွင့်လာတာကိုကကြောင်းပေးရဆိုတော့ခဏပြန်ဒါနဲ့ကိုရပါတတ်ပြန်မိသားပထမနဲ့ဟုတ်တာပေါ့ကွန်ပျူတာပိုင်းနေရဗျာဒါလည်းကွန်ပျူတာဆက်ဝင်လာတယ်ဟုတ်လားကောင်းတော့ပေါ့ကိုကတော့အနာဂတ်မှာမန္တလေးကရေးပါမယ်လို့ထင်တယ်အဲဒါကြောင့်လေမိတို့သဘောတွေ့ချင်ရအောင်ခင်ဗျာဒါနဲ့အခုမြန်မာတက်ဆက်ချင်တယ်သူကဆရာဝန်ကြီးဖြစ်စေချင်တယ်
အဲ့ဒါပေါ့အဲ့ဆိုတော့အမှန်အောင်မိခဲ့လား မိပါဘူးမိခဲ့ရင်တော့ကိုကဆရာမလုပ်လို့ရတယ် ဘာလို့ပေါ့ စိတ်ထွက်ကြအဲ့နေဟာ2000ခုနှစ်ဒီဇင်ဘာလ31ရက်နေ့တကဘာလုံးက20ရာစုကနေ21ရာစုကိုသွားမယ်နှစ်သက်ကိုစိတ်လှုပ်ရှားနေကြတာ20ရာစုရဲ့နောက်ဆုံးနေ့လေးမှာကျွန်တော်ဟာဘေးကနေလာတယ်ဘေးကိုသွားမှလည်းဘာဆိုဘာမှမသိရတဲ့ကောင်လေးတစ်ယောက်နဲ့တကယ်ချင်းဖြစ်ခဲ့ရတယ်တကယ်တော့အဲ့ဒီကလည်းသူရောကျွန်တော်ရောကလောကကြီးအကြောင်းသိချင်သိနိုင်ကြသေးတယ်စေကြောတတ်သေးပါဒါနဲ့လေအခုဒီမှာပဲအဆောင်နေရလားဒါမှမဟုတ်တရားပဲသွားပြန်လောက်တာလား တော့ရင်ရှိသည်အမေနဲ့အတူတူဖွင့်ခဲ့အမေရမှာပေါ့အဲ့မှာပဲနေပြီးတော့တက်တာအဲ့ရဆိုရင်ဒီကိုပြန်လာလေညီအောင်မနေရ တောင်းတောင်းနဲ့မှာဒါနဲ့အတော်ရင်အောင်နေလား မနေဘူးလေဒေါ်ရင်ကအကြောင်းသားလေးမှာဆိုတော့ ဩဒါနဲ့ညီစောင်းလေးဖမ်းတာကြိုက်လား ကြိုက်တာပေါ့ ကြိုက်ဆုံးဝတ္ထုအောင် လေဆန္ဒတူမရဲ့ခေါင်းမဒီဖရစ်တော့ ကြိုက်ဆုံးစက်ကောင်အောင် တန်လီပေါ့သူထောင်းတော့တဲ့အခါဆိုရန်ပေါ်ကြသူ့ရဲ့စိတ်ရှိရှိနဲ့ပွက်ချတတ်ပြီးအခွင့်ရတယ်တော့လည်းတော့မခံတာပေါ်ကြတယ် ဒါဆိုရင်ကစိတ်ရှိရှိနဲ့လုပ်တဲ့သူမျိုးပေါ့ အဲ့လိုမျိုးထင်ပါရဲ့ကိုရောကြိုက်လား ဟိုကလက်စနာဒူမဝတ္ထုရောတင်ကြတယ်သူ့စတဲ့နေကရှော့ရှော့ရတယ်လို့သူလက်စားကြည့်ရမယ်သူတရားမရတော့ကျင်သူကလွတ်လွတ်ပေးတယ်ကောင်းမှုဒီခရစ်စမောင်သူရဲ့ကောင်းတော့ရောက်မှာ အဲ့ဆိုရင်ကိုကြီးကဘာလို့လဲတဆုံးတိလောက်ချခြင်းတဲ့လူမျိုးပေါ့ ကိုကတော့မမမမဲစပိတာဒါနဲ့လေအဲ့ဒီမွန်တီခရစ်ဆိုကမြန်မာဖက်ရှင်ရှိရသေးလားမောင်ရင်မဲမမဲမဆိုရင်မထူချင်းခလာကြော်မြောင်မှုပြုခဲ့တာသူကမြန်မာရဲ့ပထမဆုံးကာလပေါ်ဝတ္ထုလည်းဖြစ်ခဲ့တယ် ဟောတာကြောက်ဘူးလေဖတ်ဘူးချင်တာဒါမဲ့တားရချမှထင်နော် ဟောကွန်ပျူတာတွေရောစောက်တွေထည့်လို့ရသေးလားနောက်အနာဂတ်မှာဘယ်လောက်ရှားတဲ့စောက်ဖြစ်ဖြစ်ဘယ်လောက်ပဲအထိမခံတဲ့စောက်ဖြစ်ဖြစ်ကွန်ပျူတာထဲမှာထည့်ပြီးတော့တင်လို့ရ အားကြောင့်လို့ဆိုရင်လူရစောက်တွေကတော့ဖတ်ကြတာဘယ်လိုလုပ်မလဲဟုတ်တယ်လေပုံများနေကိုကြိုက်တဲ့စောက်ဖတ်လို့ရတယ်လူရဒီလိုစာအုပ်ဆိုင်လေးစီလာတော့မလားလို့အဲ့ကြရင်ကိုစူးစမ်းထားရရတယ်ဒီဇိုင်းလေးပေးရဖို့အတွက်ဖြစ်သွားမယ်လေဟုတ်ဒါမဲ့လေဒီလိုမျိုးပြောင်းလဲဖို့ဆိုတာခက်နေအများကြီးလိုပါသေးရဲ့နောက်ပြီးခေတ်ကလာဘယ်လောက်ပဲပြောင်းပြောင်းဒီလိုဆောင်လေးကန်ပြီးတော့ဖတ်ရတော့မှကြက်တဲ့လူတွေရှိနေအောင်ပါပဲလေ ချင်းနေတော့ပြောင်းပြောင်းလူတွေကမပြောင်းလဲတော့လို့ထင်တာ အေးမော ဒါနဲ့မင်းเจ้าလည်းပြောအောင်လေ ဒါမိသားစုနဲ့အတူဒီမျိုးကဖေးတင်ငယ်ချင်းကနာလာလေရလေနေရတော့ရန်ကုန်ပါပဲဒါမဲ့ဒီကပြန်ပြီးအိမ်ရောက်လို့တိတ်မကြခင်ခြားသမီးပြောင်းမယ်လို့လည်းပြောနေရကြမိသေးရဲ့ ဟုတ်လားပြီးတော့လေ တပတ်ခါမနဲ့ မင်းကပြောမှုတယ်စေကျော်သက်အရွယ်ကနေ25နှစ်လောက်ထိကကျွန်တော်ဘဝတွေကိုဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေနဲ့ဆောင်းရမိတယ်
ဘဝလေးကိုဝင်လာမယ်ဒါမဲ့နေမှာတော့မဟုတ်ထွက်သွားမှာလေဒါမဲ့ဒီဘေးကနေလာလို့ဘယ်ကိုသွားမှမသိရဲ့ကြော်တော့ဖြစ်နိုင်မယ်ဆိုရင်တရားလောက်ဖြစ်ဆွဲထားခြင်းပြီးတယ်20ရာစုနှစ်ရဲ့နောက်ဆုံးနှစ်မှာတွေ့ခဲ့ရတဲ့တကယ်ချင်းကို21ရာစုမှာလည်းကျွန်တော်မြင်ရှင်ခဲ့တယ်ဒါနဲ့လေမနေ့ပြန်ကတင်းလာနေပြီကျောင်းလေးပိတ်ထားတော့ဆိုင်လဲဆောင်ကြမရှိဘူးဆိုတော့မျိုးကဧည့်သည်ပြီး သွားမယ်လေကိုကြီးလိုက်ဖို့ပေါ့ โอเคအဲ့ဆိုရင် မွန်းတော့တိတ်သွားရတဲ့နဲ့ကိုကြီးအော်ဒီမှာကိုရဲ့မနေ့ကဆိုးတဲ့ဘယ်လိုရလဲဟော ကိုအမစနိုးဂျူးစီဝယ်လာပြီ တကယ်ဆက်မှာ ဆက်မှာပေါ့စနေနေ့လောက်ပေါ့ည7:00 နာရီတင်တာချင်တော့ဆက်မယ်လေ